ကိုမိုးညိုရှင်းရတာပဲလေ ဘလုံးတော့ကံမလို့လေမိမဒီနေ့ကအရေးကြီးချိန်မောရှိတယ်ဗျာဒီကောင်တွေကိုဒိုလေးအကြောင်းကောင်းကောင်းသွားပြီးပြလိုက်အောင် ရှင်ဒီနေ့ကျက်သွန်ကင်းမှာပေါင်းတက်စေဖျက်မို့ရှိတယ်လေ ဘာမှမပူပါနဲ့မိမရဲ့ဒီမှာငါကြောက်ကြည့်ဒိုလေးရှိတယ်ဒီကိစ္စငါပြန်လာမှရှင်းပေးမယ်ဟာ အေးရှင်အချိန်မီပြန်လာရင်ပြန်လာတော့မပြန်လာတော့အသေးပြီဒါမဲ့ ဟဲ့အောင်နေဒိုလေးလာပြီကွာ ဟေ့ဘာလဲကွာဒိုလေးဆိုပါလား အေးကွာကြီးကြီးရဲ့နဲ့မင်းစမ်းဘယ်လောက်ထက်လဲဆိုတော့ငါတို့ကြည့်ကြသေးတာပေါ့ကွာ အေးမင်းတို့ဒိုလေးကြောင့်ကောင်းကောင်းသိစီရမယ် ဟဲ့ကြည့်မယ် ယော ငါကျက်သွန်ကင်းလေးပေါင်းတက်စေဖျက်မို့တော့အချိန်တော်တော်လင့်နေအခုထိလည်းပြန်မလာသေးဘူးဒင်းတွေ့လို့တော့သေပြီဒါမဲ့ကိုမိုးညိုရှင်ဘယ်ချိန်ရှိနေပြီလဲဆေးပြတ်မို့အချိန်တော်တော်လင့်နေပြီရှင်ရတော့လေ ဒိုလေးလာပြီမိမရဲ့ဟဲ့အောင်ငါမိမလိုက်လို့ငါပြန်အောင်မယ်ကွာရောက် ရှင်တော့လေတနေ့တနေ့အရင်မရဖတ်မြဒိုလေးလောက်ပဲလုပ်နေပြီလားလာရှင်အိမ်ရောက်မှကျမနဲ့တွေ့မယ်လာခဲ့လား အမလေးနားရဲဟာဒိုလေးရှိပါတယ်လို့ပြောနေတာဟာ လာပြန်မလားဒီဒိုလေးထက်လောက်လိုက်ရရင်တော့နော် ခဏလေးဆောင်ဒိုလေးဆိုတာငါပြမယ်ငါပြောတာဒီမှာမိမရဲ့ကြက်သွန်ခင်းထဲမှာပေါက်တဲ့မြေစာလေးကွက်မြက်ကြိတ်မန်းဗညိုတောင်းငရုံနဲ့ဘောက်ရားတို့လိုနှိမ်နှင်းရခက်တဲ့ပေါင်းမင်တွေအပါဝင်မျက်မုံညင်းနဲ့ရွက်ပြန်ပါအုပ်စုတွေကိုအမြင့်ပြည့်စင်နိုင်တဲ့ဝိဇာတာအသစ်ထုတ်တဲ့ကြက်သွန်ရွက်ချယ်ပေါင်းသက်စေဒိုလေးရှိတယ်လို့ငါကပြောတာမိမရဲ့တကယ်တဲ့နေမြတ်ဟာ အဲ့ဒါဆိုလေယောက်ျားရဲ့အစောကြီးကပြောပါလားဝိဇာတာထုတ်တယ်စီစမှာကျမကြိုက်တယ်လी ဩတော်သေးတာပေါ့ဒိုလေးကယ်လို့ တောင်းသူကြီးတို့အားထားရမယ် ကျက်သွန်ရွေးချယ်ပေါင်းသက်စေ ဒိုလေး မမိတယ်နော် ဒိုလေး Send the day what we saw.